မင်္ဂလာပါညီမလေး ဟုတ်မင်္ဂလာပါရှင် မိတ်ဆက်ပေးပါအောင် ဟုတ်တမီးရဲ့နာမည်ကတော့ငင်းအာယုံပါရှင်တမီးအနုပညာနာမည်ကတော့နေတူမလေးငင်းပါရှင် အာအသက်ဘယ်လောက်ရှိပြီလဲ 16ပါရှင် 16 ဟုတ် လူပညာဘာတွေလုပ်နေလဲ လိုင်းပေါ်မှာတော့ဇလန်းတူတွေရိုက်ပါရဲ့အဆိုလေးတွေလည်းလိုက်ဆိုဖြစ်ပါရဲ့ရှင် လိုက်ဆိုဖြစ်တယ်အဆိုပညာကဘယ်သူတွေနဲ့သင်ဘူးလဲ အတင်နဲ့သူတော့မရှိဘူးဒါပေမဲ့ဖေဖေနဲ့တော့အမြဲတမ်းလေ့ကျင့်ဖြစ်ပါရဲ့ရှင် ဟောဖေဖေကရောအဲ့လိုသချင်းတွေဘာတွေဆိုရဲပေါ့ ဟုတ် ဒါကပြိုင်ပွဲရတာပထမဦးဆုံးလား ဟုတ်ကဲ့ပါရှင် ဒီနေ့မှာရောဘာဆင်းလေးနဲ့ရှင်ပြိုင်မလဲ ဟုတ်အန်တီချောစုခင်ဆိုထားတဲ့ကိုတွက်အိမ်မက်မက်လာပဲဖြစ်ပါရဲ့ရှင် ဘာရင်းနားဆင်နေမယ် အကြီးများစုံနေလားဟောရခုံစေတဲ့ညိုချမ်းများပြန်လဲကြည်တော့ဆောင်လာတော့နေနိုင်လားကိုအကြည်လေးများအိုးချစ်သူနေနိုင်လို့နေသူတကယ်ဝေးဒီလိုပေါင်းစံမောင်းဆုံးမေးအင်းရေများကဟဆောင်ခြင်းနဲ့မုံမီဆွေးသွားတာပါကြောင့် ကီးဘုတ်နဲ့ဆိုပေးပါ ဟုတ်ကဲ့အကြီးများစုံနေလားဟောရခုံစေတဲ့ညိုချမ်းများပြန်လဲကြည်တော့ဆောင်လာတော့နေနိုင်လားကိုအကြည်လေးများအိုးချစ်သူနေနိုင်လို့နေသူတကယ်ဝေးဒီလိုပေါင်းစံမောင်းဆောင်မေးအင်းရေများကဟဆောင်ခြင်းနဲ့မုံမီဆွေးသွားတာပါကြုံလေပေါ်ရဲ့တွေသွားပါဟေးယမလေးရှိတဲ့ဒီတိုင်းဟဆောင်တော့ဖေးပါဟေးမေလေးမတဲ့မေသမီးလေးကကိုပါပဲဆွေးလေးကြီးရဲ့ဆုံးမဒီခီကိုရဲ့တဲ့မဆွေးကြမီမေလေးမတဲ့အနီးဆုံးပဲကိုရှိပြီးကိုတွေ့အိမ်မက်မက်လိုက်ပေါ်ဟေးမမအဲ့လိုပဲချစ်ပါရှင် တက်တယ်ကောင်မလေးက ပထမတော့ဒါပိုးဝင်လေးပြပါတော့ကိုကလည်းပထမအချင်းလေးကိုကြည့်ပထမရှင်းတဲ့ဖို့တော့မကြိုက်ဘူးလို့ညင်းမလို့ချိန်နေတယ်ဒါပေမဲ့အခုကီးပြောင်းပြီးဆိုတော့ကိုသဘောကျပါတယ်ဒါပေမဲ့ညီမလေးပြောစရာရှိတာကတော့နည်းနည်းလေး vocal training ကိုပို့ပြီးတော့လုပ်ဖို့တော့လိုတာပေါ့နော် ဟုတ်ကဲ့ အဲ့ဒါတခုတော့ရှိတယ်ဒါပေမဲ့အခုကီးပြောင်းဆိုတဲ့အခါမှာအဆင်ပြေပထမအကူကလုံးဝညင်းမလို့တွေးထားပြီးသားပဲ ကောင်းတယ်ဟိုအသက်ငယ်ပေမဲ့လေဘယ်လိုမျိုးအသွားလာလောက်ရမလဲဘယ်လိုလှည့်ရမလဲဆိုတာကောင်းကောင်းသိတာပဲเนาะ ဟာ ဒီပြိုင်ပွဲမှာလည်းနောက်အဆင့်တွေကိုထပ်စူးစမ်းပြီးကြော်ဖြတ်ပါအဆင့်မြင့်တဲ့တနေရာရောက်သွားလို့ရှိရင်တော့ဒီမှာ vocal coach တွေရှိရလေเนาะအဲ့တော့ညီမလေးတို့ပို့ပြီးကောင်းတဲ့လမ်းတွေစောင့်နေတယ်เนาะ ကို့အတန်နဲ့လိုက်ဖက်မှတ်ဟာကိုအဓိကစူးစမ်းပြီးတော့ပေါ့နော်ဘယ်လိုသချင်းတွေပဲရောက်လာအဓိကစူးစမ်းပါလို့ ဟုတ် ပြော ကဲ့ ချင်တဲ့ ပါ ဒီနေရာ ရှင် လေးနော် ဟုတ်ကဲ့ ဘယ် ပါ လောက်ထိရောက်မလဲဆိုတော့မသိသေးဘူးเนาะအဲ့ ဟုတ် တော့ ကဲ့ ဒီအဆင့်တော့အောင်ပါတယ်နောက်ဆင့်တွေဆက်စူးစမ်းပါ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်